အိုင်မလေးတယောက်ဟာသူမရဲ့ဘီလီယံနာခင်ပွန်းဖြစ်သူရဲ့အာဏာရှိတဲ့မိသားစုနဲ့ပထမဆုံးအကြိမ်တွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့သူမဝင်သွားတဲ့အချိန်မှာပဲရောက်ခမဖြစ်သူကလူတိုင်းရှေ့မှာသူမကိုစော်ကားခဲ့ပါတယ်။နောက်ခံမရှိတဲ့ကောင်မလေးတယောက်ကဒီနေရာနဲ့ဘယ်တော့မှထိုက်တန်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။စားပွဲဝိုင်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီးဘယ်သူကမှသူ့ဘက်ကမကာကွယ်ပေးခဲ့ပါဘူး။သူမရဲ့ခင်ပွန်းရောက်လာတဲ့အချိန်ထိပေါ့။သူမရဲ့မျက်လုံးတွေအနှဲငယ်နီးရဲနေတာကိုသူချက်ချင်းသတိထားမိလိုက်ပါတယ်။တယောက်ယောက်ကမင်းကိုအနှောက်ယှက်ပေးလို့လားလို့သူကတိုးတိုးလေးမေးလိုက်ပါတယ်။သူမကခေါင်းခါပြပြီးဒီကအစားအသောက်တွေကိုသဘောမကျလို့ပါလို့ပြန်ဖြေခဲ့ပါတယ်။သူကတုံဆိုင်မနေပဲဝန်ထမ်းတွေကိုသူမကြိုက်တတ်တာမှန်သမျှအခုချက်ချင်းယူလာခဲ့လို့အမိန့်ပေးလိုက်တဲ့အခါအားလုံးကြက်တည်တည်သွားခဲ့ပါတယ်။ပြီးတော့သူကကူလားထိုင်တလုံးကိုဆွဲယူလိုက်ပြီးသူမကိုသူ့ဘေးမှာထိုင်ခိုင်းလိုက်ပါတယ်။သူ့အကြည့်တွေကအဖိုးဖြစ်သူစီရောက်သွားပြီးအဖိုးကကျွန်တော်ကောင်မလေးကိုဖိတ်ခေါ်ပြီးဒီလိုမျိုးဆက်ဆံတာလားလို့မေးလိုက်ပါတယ်။အဖိုးဖြစ်သူကနောက်ကိုမိချလိုက်ပြီးတီတီငိမ့်ငိမ့်နဲ့မင်းအတိအကျဘာလို့ချင်တာလဲလို့ပြန်မေးပါတယ်။ခင်ပွန်းဖြစ်သူကမဆိုင်မတော့ပဲကျွန်တော်မိမအတွက်လက်ဆောင်တွေတယောက်ချင်းစီကသူ့ကိုတေချာကြိုဆိုရမယ်လို့ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာတခုတည်းသောရှင်းလင်းတဲ့အချက်ကတော့သူ့မိမကိုပြစ်နာရှာတာဟာသူ့ကိုပြစ်နာရှာတာနဲ့အတူတူပဲဆိုတာပါပဲ။ညစ်စာစားပြီးနောက်သူအခန်းထဲကိုဝင်လာတဲ့အခါဇနီးဖြစ်သူကလက်ဆောင်တွေအားလုံးကိုတိမ်မွေးတဲ့အပြုံးလေးနဲ့တိတ်တဆိတ်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူပြုံးလိုက်ပါတယ်ရှင်မကြောက်ဘူးလားရှင်မိသားစုကရှင်ကိုစန့်ကျင်လာနိုင်တယ်လို့သူမကမေးလိုက်ပါတယ်။သူအနားကိုတိုးသွားပြီးစန့်ကျင်ပါစေငါသူတို့ကိုမကြောက်ဘူးငါကြောက်တာမင်းကိုဆုံးရှုံးရမှာတခုတည်းပဲလို့ဖြေခဲ့ပါတယ်။သူ့စကားတွေအပြီးမှာအခန်းထဲကလေထုကလေးလံသွားခဲ့ပြီးပထမဆုံးအကြိမ်နေနဲ့ကောင်မလေးကဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်။သူ့လက်ကသူမကိုညင်ညင်သာသာလေးဆွဲယူလိုက်ပြီးသူတို့ကြားကအကွာဝေးပြောက်ကွယ်သွားပါတယ်။သူရှေ့ကိုတိုးလိုက်ပြီးသူမကိုနမ်းဖို့အသင့်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်တကားခောက်တန်ကြားလိုက်ရပါတယ်။သူ့မျက်နှာမှာစိတ်ပြတ်သွားတဲ့အမူအရာပေါ်လာပြီးအချိန်ခါမတင်လိုက်တာလို့ရေရွတ်လိုက်ပါတယ်။သူအရေးပေါ်အလုပ်အတွက်ထွက်သွားတဲ့အခါသူ့ရဲ့ငယ်ချစ်ဦးကောင်မလေးကဒေါသတွေထိမ့်မရဖြစ်သွားပါတယ်။သူမက CEO ရဲ့ငယ်ချစ်ဦးဆိုတာကိုတတိပေးရင်းဇနီးဖြစ်သူကိုလောင်ပြောင်ခဲ့ပါတယ်။ဇနီးဒီကဘာမှတောင်မတုတ်ပြန်ရသေးခင် CEO ပြန်လာတာကိုငယ်ချစ်ဦးကတတိထားမိသွားပါတယ်။နောက်တစ်စက္ကန့်မှာပဲဇနီးဒီကသူမကိုနာကျင်အောင်လှုပ်လိုက်တယ်လို့ဟန်ဆောင်ပြီးကျမ်းပြင်ပေါ်ကိုရုတ်တရက်လဲကျသွားပါတော့တယ်။ဒီမြင်ကွင်းကိုတွေးတော့အမျိုးသားဖြစ်သူကြက်တည်တည်သွားပါတယ်ဇနီးဒီကရှင်းပြဖို့စူးစမ်းပေမဲ့ဘယ်သူမှနားမထောင်ခဲ့ပါဘူး။ဆေးရုံမှာတော့အခြေအနေတွေပိုဆိုးလာပါတယ်။ငယ်ချစ်ဦးရဲ့ဒဏ်ရာတွေကြောင့်မိသားစုအတွင်းမှာရုတ်တဲတဲဖြစ်သွားပါတယ်။လူတိုင်းက CEO ဟာသူ့မိန်းမကိုနောက်ဆုံးမှာစွန့်ပစ်လိုက်တော့မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်မလာပဲသူလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေငါသူ့ကိုကာကွယ်ပေးမှာပဲလို့အေးဆက်ဆက်ပြန်ပြောခဲ့ပါတယ်။သူ့ရဲ့အဖြေကိုကြားပြီးနောက်ငယ်ချစ်ဦးကောင်မလေးဟာစိတ်ပိုင်းဆိုင်ရာပြိုလဲသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူမကိုအမြဲရွေးချယ်မယ်လို့ထင်ထားတဲ့အမျိုးသားကတခြားတစ်ယောက်ကိုချစ်မိသွားပြီဆိုတာသူမပထမဆုံးအကြိမ်သိလိုက်ရလို့ပါပဲ။သူမကသူ့ကိုမဆုံးရှုံးချင်တဲ့အတွက်နေ့နေနဲ့သူ့ဘေးမှာဆက်နေမယ်ဆိုရင်ငါသူ့ရဲ့နမီကုံတရင်ကိုဖျက်ဆီးပစ်မယ်လို့နောက်ဆုံးသတိပေးချက်ပေးခဲ့ပါတယ်။ပြီးတော့အရာအလုံးကိုပျက်စီးစေမယ့်အခြေအနေတစ်ခုကိုထပ်ဖြည့်ပြောခဲ့ပါတယ်။သူနဲ့ကွာရှင်းပြီးငါခွဲစိတ်မှုအတွက်နိုင်ငံခြားကိုလိုက်ခဲ့ပါတယ်။သူဘာမှမပြောခဲ့ပါဘူးဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကအရာအလုံးကိုပြောပြနေပါတယ်။ဇနီးဒီကသူ့ကိုစက်တိုက်ဖုံးခေါ်နေပေမဲ့သူမကင်ခဲ့ပါဘူးတခုခုမှားယွင်းနေတယ်လို့သူမခံစားလိုက်ရပါတယ်။သူမဆေးရုံကိုအမြန်သွားခဲ့ပေမဲ့သူ့ရဲ့အကိုကြီးကိုပဲတွေးလိုက်ရပါတယ်။သူသွားပြီးသူမအေးခဲသွားပါတယ်။ဘယ်ကိုသွားတာလဲဟိုကောင်မလေးနဲ့သူတို့နှစ်ယောက်လုံးနိုင်ငံခြားကိုထွက်သွားကြပြီ။သူမကြက်တည်တည်သွားခဲ့ပါတယ်။သူတို့အတူတူနေပါစေလေရေဆက်ပါရင်အတူတူပေါင်းဖက်ရမှာပါပဲ။သူမရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေချက်ချင်းပြေးလာပါတယ်။သူမကိုရွေးချယ်ခဲ့တယ်လို့သူမထင်ခဲ့တာပါဒါပေမဲ့သူမကိုထားရိခဲ့တယ်လို့ပဲတွေးလိုက်မိပါတယ်။နှလုံးကွဲကြည်လျက်နဲ့သူမအိမ်ပြန်လာပြီးသူမရဲ့ပစ္စည်းတွေကိုစတင်ထုတ်ပိုးပါတော့တယ်။တုံရင်နေတဲ့လက်တွေနဲ့အတူသူမစာတစောင်ရေးခဲ့ပါတယ်။သူတို့အတူတူဖြတ်တန်းခဲ့တဲ့အမတ်တရားတွေသူမတစ်ချိန်ကယုံကြည်ခဲ့တဲ့အခိုက်အတန့်တွေအားလုံးကိုချရေးပြီးထားရိခဲ့ပါတယ်ပြီးတော့သူမထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမစီစာဖို့စူးစမ်းခဲ့ပေမဲ့သူမကသူ့ကိုဘလော့ထားတာကိုတွေးလိုက်ရပါတယ်။ပထမဆုံးအကြိမ်အဖြစ်သူပြာရာခတ်သွားပါတော့တယ်။အစစ်အမှန်ရှိုးဝက်ချက်ကဖုံးကွယ်နေသေးပါပဲ။နောက်ဆုံးပိုင်းမှာအရာအလုံးကိုဖော်ထုတ်ပေးသွားပါမယ်ခင်ဗျာ။